လူကြီးမင်းတို့ထပ်ပိုကျဲတယ်ကမ္ဘာအကျယ်ဆုံးအတန်များနံပါတ်1အပြဲဆုံးလူသားအခုမြင်နေရတဲ့အမျိုးသမီးကတော့ကမ္ဘာပေါ်မှာအပြဲဆုံးလူသားဖြစ်နေစံချိန်တင်ထားတဲ့သူပဲဖြစ်ပါတယ်ဒီမိမရဲ့အော်ဒါက1:1 decibel လောက်ထိကိုရှိပြီးတော့ဂျက်လျန်ဒီစီဆက်နိုးတလောက်နီးနီးကိုကျဲပါတယ်လူသားတွေရဲ့အမြင့်ဆုံးခံနိုင်ရင်တော့မှ80 decibel လောက်ထိပဲရှိတာပါဒါကိုဒီမိမကအဲ့ထက်2ဆလောက် online နေဆိုတော့အတန်နဲ့တင်လူတက်လို့ရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒီမှာတော့လက်ရှိမှာကျောင်းဆရာမအလုပ်ကိုလုပ်ကင်နေပြီးတော့အလုပ်ကင်တဲ့အရေးချင်းနဲ့လည်းထပ်တူကြတယ်လို့ပြောလို့ရပါတယ်သူမဒီလိုအားပြဲလာရတဲ့အကြောင်းရင်းကလည်းကျောင်းမှာကလေးတွေကိုအော်ရလုံးလို့ဆိုပါတယ်လက်ရှိကမ္ဘာပေါ်မှာတော့သူမရဲ့အတန်ကအကျယ်ဆုံးဖြစ်ပြီးတော့ဂင်းနဲ့မှတ်တမ်းတွေပါတွေတော့ဝင်ထားလိုက်သေးပါတယ်ယောက်ျားဖြစ်သူကလည်းသူမကိုချစ်လုံးလို့ပြန်အောင်မအော်ရဲဘူးလို့သိရပါတယ်နံပါတ်2ကမ္ဘာအကျယ်ဆုံးအတန်တမိုင်းတစ်လျှောက်မှာလူတွေအကျယ်ဆုံးကြားခဲ့ရတဲ့အတန်ကိုပြောပါဆိုရင်တော့အင်ဒိုနီးရှားနိုင်ငံမှာမီးတောင်ပေါက်ကွဲစဉ်တုန်းကဖြစ်ပါတယ်1883ခုနှစ်တုန်းကအင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ကာရာကာတိုဝါမီးတောင်ပေါက်ကွဲမှုကြီးကကမ္ဘာပေါ်မှာကြားလိုက်ရတဲ့အတန်တွေထဲမှာဆိုရင်အကျယ်ဆုံးလို့ပြောလို့ရပါတယ်တိုင်းတာမှုတွေအရဆိုရင်310 decibel လောက်ထိကိုရှိပြီးတော့မိုင်ပေါင်း3000ကျော်တဲ့အထိကိုသိချာကြီးကြားခဲ့ရတာဒီအကွာဝေးကရန်ကုန်မြို့ကအတန်ကိုဂျပန်လောက်ကနေလှမ်းကြားနေရတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။မိတောင်ပေါက်ကွဲလို့လူမသေးဘဲနဲ့အတန်ကြောင့်လူအများပြားသေခဲ့ရတဲ့အဖြစ်အပျက်ဆိုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။နံပါတ်3ကြားပစုံတွေကတော့ရေထဲမှာတော့တနက်ကင်တဲ့ကောင်တွေလို့နာမည်ကြီးပါတယ်။ဒီပစုံတွေကသူတို့ရဲ့လက်ကနေဘူစီပေါင်းလိုအရာတွေကိုတနက်ပြစ်တယ်လို့ပြစ်ခတ်နိုင်ကြပါတယ်။ရုတ်တရက်ကြည့်လိုက်ရင်ဒါဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ငါးတကောင်ကိုတော့တစ်ချက်ထဲနဲ့သေးစေနိုင်ပါတယ်ဒီအတန်လိုင်းက200 decibel လောက်ထိတောင်ရှိပြီးတော့တနက်ပြစ်တဲ့အတန်ထက်တောင်မှပိုကျယ်နေသေးတာ။ဒါတော့အတန်ကျယ်တဲ့ပစုံကိုကင်စားလိုက်မှနားအေးသွားမှာဖြစ်ပါတယ်။နံပါတ်4 TNT ဆိုတာကတော့ Minecraft game ထဲမှာမြင်ဘူးနေကြဖြစ်တဲ့ဘုံတစ်မျိုးဖြစ်ပါတယ်။ Trinitro-toluene လို့ခေါ်ပြီးတော့ပောက်ကွဲမှုတွေကိုတိုင်းတာတဲ့ unit တစ်ခုအနေနဲ့အသုံးပြုပါတယ်။ TNT ဘုံဆိုတာကတော့ကမ္ဘာပေါ်မှာရှိသမျှဘုံတွေထဲမှာဆိုရင်အတန်အကျယ်ဆုံးဘုံတစ်မျိုးဖြစ်ပါတယ်။210 decibel လောက်ထိကိုရှိပြီးတော့ဝေလာ9တကောင်ရဲ့အော်တန်ထက်တောင်ပိုကျယ်တယ်လို့ဆိုပါတယ်နံပါတ်5အုတ်ကာခဲရုရှားနိုင်ငံကိုအုတ်ကာခဲပြုတ်ကျစဉ်တုန်းကလည်းကမ္ဘာကြီးပြတ်တော့မယ်လို့ထင်ရလောက်ကိုအတန်ကျဲခဲ့တာ1908ခုနှစ်တုန်းကရုရှားနိုင်ငံတန်ကတ်စကာမြင်းနားကိုကြားခဲ့တဲ့ဒီအုတ်ကာခဲကြီးဟာဆိုရင်တမိုင်းတစ်လျှောက်အကြီးဆုံးအုတ်ကာခဲကြီးဖြစ်ပါတယ်ဒီအုတ်ကာခဲကြီးပြုတ်ကျခဲ့တဲ့အတန်က1000ကီလိုမီတာပတ်ချာလေလောက်အထိကိုကောင်းကောင်းကြီးကြားခဲ့ရပြီးတော့300 decibel လောက်ထိကိုရှိတယ်လို့ဆိုပါတယ်အုတ်ကာခဲကတော့ကောင်းကောင်းစွာနဲ့ပဲတောအုပ်တိတ်ကိုကျသွားခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုတော့အများကြီးမရှိခဲ့ပါဘူးကမ္ဘာပေါ်မှာဒုတိယမြောက်အကျယ်ဆုံးအတန်တစ်ခုလည်းဖြစ်ခဲ့ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်